တာပေါ့မောင်ရှင်ရေမင်းမိမလာကျွန်းကိုရောက်တဲ့အချိန်ကျရင်စောင်းလုံးကမတီးနဲ့တချင်းမဆိုနဲ့အဲ့လိုမျိုးမှားခဲ့တာပေါ့ဗျာအဲ့ဒါကိုမောင်ရှင်ကလည်းဟုတ်ကဲ့ပေါ့လေနားထောင်ပါမယ်ပေါ့အဲ့လိုနဲ့ပဲမိမလာကျွန်းကိုရောက်သွားရောမိမလာကျွန်းကိုရောက်တဲ့အချိန်လဲကြရောမောင်ရှင်ကအငယ်ဆုံးလေးလည်းဖြစ်တယ်အတွေ့အကြုံလည်းမရှိသေးတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်လှေတကြီးကမောင်ရှင်ကိုလှေပေါ်မှာထားခဲ့တယ်ဗျပတ်စံတော့ပေးမှာပေါ့လေအနေရဖြစ်မှာဆိုလို့လှေပေါ်မှာထားခဲ့တာပေါ့တခြားလူတွေကကြတော့မြောက်ခုတ်ဖို့တစ်ခုတ်ဖို့အကုန်လုံးကျုံမော်တက်သွားကြတယ်မောင်ရှင်တယောက်တည်းလှေပေါ်မှာကျန်ခဲ့တာသူတို့တွေသွားတာကလည်းအချိန်တိုင်းတာတစ်ခုထိကြာလာပြီလေအဲ့ဒါကိုမောင်ရှင်ကလည်းစောင့်ရင်းနဲ့ကြာလာတော့ပြင်းလာတာပေါ့ပြင်းလာတော့သူ့မှာပါတဲ့စောင်းလေးကိုထုတ်ပြီးတော့စောင်းလေးကိုတီးပြီးတော့တချင်းကြီးတာပေါ့သူ့ကိုလှေတကြီးကအတန်တန်မှားထားတယ်တချင်းမဆိုပါနဲ့စောင်းမတီးပါနဲ့လို့မှားထားတဲ့ဂျားကမောင်ရှင်ကစောင်းလေးတီးပြီးတချင်းလေးတော့ညီးလိုက်သေးတယ်ဗျအဲ့ဒီအချိန်မှာရေထဲကနေပြီးတော့နတ်ညီမတွေထွက်လာကြတယ်ထွက်လာပြီးတော့မောင်ရှင်ကိုမောင်တော်အမတော်နဲ့နေမလားအမတော်နဲ့နေလို့ရှိရင်တော့ဆင်းရဲဒုက္ခတွေလည်းမရောက်ဘူးစားကျင်တာတွေလည်းစားလို့ရမယ်ပြီးတော့အမတော်တို့လည်းရမယ်ပေါ့လေအမျိုးမျိုးတိမ့်သွင်းတာပေါ့အလှနဲ့တိမ့်သွင်းတယ်ဂုံတွေ track တွေဥစ္စာတိုင်းနဲ့တိမ့်သွင်းတယ်ပေါ့ဗျာအဲ့ဒီအချိန်မှာမောင်ရှင်ကလည်းပြန်ပြီးတော့ညင်းတာပေါ့ဟာကျွန်တော်တော့လိုက်လို့မရသေးဘူးအိမ်မှာအမေတယောက်တည်းရှိတာပြီးတော့ကျွန်တော်ရှယ်မပြုတ်ရသေးဘူးဆိုပြီးတော့ညင်းတာပေါ့လေအဲ့ဒါနဲ့ဟိုနတ်ညီမကလည်းမရဘူးအတင်းခေါ်မောင်ရှင်ကလည်းညင်းပေါ့လေဟုတ်ပြီကျွန်တော်ဂရီးတစ်ခုပေးတယ်ကျွန်တော်ရှင်ပြုတ်ပြီးလို့အသက်18ပြည့်တဲ့အချိန်ကျရင်ကျွန်တော်လာခဲ့ပါမယ်ဆိုပြီးတော့ဂရီးပေးခဲ့တယ်အဲ့နဲ့နတ်ညီမကလည်းဟုတ်ပြီဆိုပြီးတော့ရှည်ထဲကိုပြန်ဝင်ပြီးပြန်ပြောက်သွားတာပေါ့လေခဏလောက်နေလဲနေရောလေတကြီးတွေမြောက်ခုတ်တစ်ခုတ်သွားတဲ့လူတွေအကုန်လုံးပြန်ရောက်လာကြတာပေါ့လေပြန်ရောက်လာပြီးတော့သူတို့ပြန်ကြတာပေါ့အဲ့လိုနဲ့မောင်ရှင်ကအိမ်ပြန်ရောက်သွားတယ်ပေါ့လေအိမ်ပြန်ရောက်သွားတော့သူဒီကိစ္စကြီးကိုလေတကြီးကိုလည်းသူမပြောပြဘူးသူ့အမေဒေါ်ဖြူကိုလည်းသူမပြောပြဘူးဗျအဲ့လိုနဲ့ပဲမောင်ရှင်ကအသက်အရွယ်တစ်ခုရောက်လာတာပေါ့အသက်အရွယ်ရောက်လာတဲ့နဲ့အမျှသူရှာဖွေစုဆောင်းထားတဲ့ပတ်စံလေးတွေကလည်းရှိလာတော့ရှင်ပြူဖို့ပတ်စံလည်းရလာပြီလေအဲ့တော့သူကရှင်ပြူလိုက်တာပေါ့လေရှင်ပြူပြီးတော့ကန်ဆိုးတာပဲပြောရမလားတိုက်ဆိုင်တာပဲပြောရမလားတော့မသိဘူးဗျသူအသက်16နှစ်ပြည့်ပြီးသွားတဲ့နေ့မှာသူ့ကိုဒီလှေသမားတွေကဒီမိမလာကျွန်းကိုထင်းခုတ်ဖို့မြောက်ခုတ်ဖို့ထပ်ခေါ်သွားတယ်ဗျသူကလည်းလိုက်သွားတာပေါ့လေဒီကိစ္စကြီးကကြာပြီဆိုတော့သူလည်းမေ့နေပြီပေါ့အဲ့လိုနဲ့ပဲသူကလိုက်သွားတာပေါ့လိုက်သွားပြီးတော့မိမလာကျွန်းလည်းရောက်ကောအကုန်လုံးကျွန်းမော်တက်ထင်းခုတ်မြောက်ခုတ်တစ်ခုတ်လောက်ကြတာပေါ့လေအားလုံးတစ်ခုတ်မျောတွေခုတ်ထင်းတွေခုတ်လုပ်ပြီးသွားတဲ့အချိန်မှာအကုန်လုံးလှေပေါ်ကိုပြန်တက်လာကြတယ်ဗျလှေပေါ်ကိုပြန်တက်လာတဲ့အချိန်မှာလှေကထွက်လို့မရတော့အဲ့ဒီအချိန်မှာလှေကြီးကတန်းတည်တာဘလို့တန်းတည်လဲဆိုတော့သူကဒီလှေကြီးအနေနဲ့လှုပ်လာခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီဆိုတော့ဝါရင်တပါရင်ဖြစ်တဲ့အတွက်မမားတင်တာကိုတယောက်ကတော့